ကျမ်းမာတော်မူကြပါစားခင်ဗျာအပြင်စာတွေကိုမှချိုင်းနေတတ်တယ်ဆိုတဲ့အိမ်သားတွေများရှိမယ်ဆိုရင်ဒီဟင်းလေးချက်ကြည့်ဖို့အကြံပေးလိုက်ပါတယ်ကျွန်တော်ထိုင်နေကြစားသောက်ဆိုင်တစ်ခုရဲ့ကြက်သားကြက်တလုံးမုံကြီးဟင်းကြိုချက်နီလေးပဲဖြစ်ပါတယ်အရင်ဦးဆုံးချင်းကြက်သွန်ဖြူနန်းနန်းမြေငရုတ်ကောင်းဆန်လုံးမုံစားကြက်သားမုံတို့နဲ့ဟင်းရည်အိုပြင်ဆင်ပါမယ်ကြက်သားညီနှံမထွက်ဖို့နဲ့အနက်ရတာထူခဲ့စေဖို့အတွက်ငံပြိုင်အနေငယ်ကူထားပါတယ်ကင်းတော့ရေပင့်တယ်လို့ထဲကစူပွက်လာတဲ့အထိတည်ထားလိုက်ပါမယ်ဟင်းကိုတည်ထားတော့မှလိုအပ်တာတွေပြင်ဆင်ပါမယ်ကြက်ရေကွန်ကအခက်မသိညှိတက်လို့မထည့်တာကောင်းပါတယ်ကြက်သားတစ်ဝက်ကိုစိတ်ကြိုက်အနေထားနဲ့ပပလီထားပါမယ်ကြံတစ်ဝက်ကိုတော့ကြက်တလုံးလုပ်ဖို့အတွက်နှုတ်ဆင်းပါမယ်Soal cinta sepanjang umur dunia tak ada habisnya စင်းထားတဲ့ကြက်သားတွေကိုကြက်ဥတစ်လုံးကုံမုံနဲ့ငယ်စားကြက်သားမုံနဲ့ငံပြိုင်နဲ့ငယ်ထည့်ပါမယ်ကုံမုံများသွားရင်လည်းကြက်တစ်လုံးပျော့ပြီးစားမကောင်းဖြစ်တတ်ပါတယ်ဟင်းကိုဆူလာပြီဆိုရင်တော့ကြက်သားလီးထားတာအရင်ထည့်ပါမယ်ကြက်တလုံးကိုတော့လက်နဲ့လုံးစရာမလိုပဲအခုလိုလေးလုပ်ပေးတာနဲ့သဘာဝကျတဲ့ကြက်တလုံးလေးတွေရရှိမှာဖြစ်ပါတယ်မုံညင်းဖြူစားမုံညင်းစိန်ဂေါ်လခါရွယ်ထိုင်ဝမ်မုံညင်းတို့နဲ့လည်းစားကောင်းပါတယ်အခုလိုကြက်တလုံးလေးရေပေါ်လာပြီဆိုမှအရွက်ခတ်ပါမယ်နာဂါဆာယီငါးငယ်ပြားရီကအငံမစူးပဲအနက်တင်မွေးစေပါတယ်အချုံမို့မပါဝင်တာကြောင့်ကျန်းမာရေးအတွက်လည်းထူးတင်တော်ပါတယ် FDA နဲ့ဟာလာရရှိပြီဖြစ်တာကြောင့်လူမျိုးဘာသာမျိုးစားသုံးနိုင်ပါတယ်ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်ကတော့စောအိုင်းစေပါSoal cinta sepanjang